ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါညနေပွဲစဉ်အတွက်ကိုကျွန်တော်ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးတွေတစ်ချက်မျှဝေပြပါမယ် site ကတော့2 site ပေါ့နော်2 site မှာမှအဆင်ပြေတဲ့ site ကလေးကိုယူပြီးတော့သုံးကြပါပေါ့နော်အဲ့တော့ပထမတစ် site ကကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းပေါ့နော်89ခွန်သုံးလုံးပေါင်းခြင်းကကျွန်တော်တို့4ပေါ့နော်4ဆိုတာကျွန်တော်တို့ဒီမှာလုံးပိုင်တစ်လုံးပိုင်အနေနဲ့4ဆိုပြီးတော့ပြန်ရတယ်ပေါ့နော်4ခုပြန်ရလို့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ကျွန်တော်တို့4 9နှစ်ဆိုပြီးတော့ကျွန်တော်တို့ဒီ4တစ်လုံးပိုင်နဲ့ကျွန်တော်တို့4 9နှစ်နဲ့ကပ်ပြီးတော့ကျွန်တော်4 9ဆိုပြီးထွက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့ခွန်နှစ်ခွန်4ပေါ့နော်နှစ်ခွန်4ကျွန်တော်တို့သုံးလုံးပေါင်းခြင်းက3ပေါ့နော်3ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ3တစ်လုံးပိုင်နဲ့ပြန်ကြတယ်ကြားလို့ကျွန်တော်နှလုံးပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်3ည2ဆိုပြီးတော့ပြန်ရိုက်တယ်ပေါ့နော်အဲ့တော့3တစ်လုံးနဲ့ကျွန်တော်တို့ခွန်3ည2နဲ့ကပ်ပြီးတော့3ည3ဆိုပြီးထွက်တယ်အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့94 3ညပေါ့နော်94 3ည3လုံးပေါင်းခြင်းကကျွန်တော်တို့3ဖြစ်တယ်3ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းက5ဖြစ်တဲ့အတွက်5 3ည3ဆိုပြီးတော့ကျွန်တော်တို့မနေ့ညနေကကျွန်တော်တို့3ည3ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်30ပေါ့အဲ့တော့ဒီညနေအတွက်ကိုကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းပေါ့နော်9 3ည3ညဆိုတော့ကျွန်တော်တို့9တစ်လုံးပိုင်နဲ့ကျွန်တော်တို့2 3ည2ဆိုတော့ကျွန်တော်တို့2ခွန်4ပေါ့နော်2ခွန်4ဆိုတဲ့ကီးနဲ့ကျွန်တော်တို့9တစ်လုံးပိုင်နဲ့ကတ်ထိုးပါမယ်ပေါ့နော်ကတ်ဆော့ရမယ်ပြီးရင်ကျွန်တော်တို့ break လေးတစ်ချက်ပြပြီပေါ့နော်ဒီမှာနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3 break ဆိုပြီး4ကိုပြန်ရိုက်တယ်နှလုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ရဲ့ပါဝါ3ဆိုပြီးပြန်ရိုက်တယ်ဒီမှာနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ကထည့်ပြန်ရိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့6တစ်9 break ပေါ့နော်6တစ်9 break ပေါ့6တစ်9 break ကိုကျွန်တော်တို့ဒီမှာထိုးရမယ်ဆိုတော့2ကွက်ပဲရှိရပေါ့နော်ကျွန်တော်တို့ဘာနဲ့လဲဆိုတော့92နဲ့ကျွန်တော်တို့90ခွန်2ကွက်ပေါ့နော်ဒါကတော့တစ် site ပေါ့အဲ့တော့ဟုတ်ပြီနောက်တစ် site ကကျွန်တော်တို့ဒီခွန်နဲ့9နဲ့ကျွန်တော်တို့ပေါင်းခြင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့6တစ်9ဆိုပြီးတော့ကီးပေါ့နော်6တစ်9ကီးကကျွန်တော်တို့ဘာနဲ့အပြီးပေါက်လဲဆိုတော့ဒီမှာနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်964ဆိုပြီးတော့ကျွန်တော်တို့4 9ဆိုပြီးထွက်သွားတာပေါ့နော်4ရယ်9ရယ်ကျွန်တော်နောက်တစ်ပင်မှာကျွန်တော်တို့9ရယ်နှလုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်ကျွန်တော်တို့8 3 1ပေါ့နော်8 3 1ကီးကိုကျွန်တော်တို့နှလုံးပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ခွန်3ည2နဲ့ကျွန်တော်တို့3ည3ဆိုပြီးရိုက်သွားတာပေါ့နော်အဲ့တော့နောက်တစ်ပင်မှာဒီခွန်ရယ်3ရယ်ပေါင်းခြင်းက3ညဖြစ်တဲ့အတွက်3ညခွန်5ဆိုတဲ့ကီးနဲ့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်385ဆိုပြီးတော့ကျွန်တော်တို့မနေ့ကလည်းကျွန်တော်30 3ည3ဆိုပြီးရိုက်တယ်ပေါ့နော်အဲ့တော့ဒီညနေကိုကျွန်တော်တို့နှလုံးပေါင်းခြင်း4 3ခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်3ည2ဆိုပြီးကီးနဲ့ကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်5 3ည3ဆိုတဲ့ကီးပေါ့နော်ဒီနှစ်ကောင်အပြီးပေါက်ပေါ့နော်အပြီးပေါက်ကိုမှကျွန်တော်ရှေ့မှာပြထားခဲ့တဲ့ site တွေအရာကျွန်တော်နှစ်ကြပြီးတိုင်းမှာသူ့ရဲ့တပင်မှာကျွန်တော် break ပြန်ပေါ့နော် break ပြန်လာနိုင်တဲ့အတွက်အဲ့ break ကိုကျွန်တော်တို့ဒီမှာ3ည break လို့ရိုက်တဲ့အတွက်ကျွန်တော်တို့3ညခွန်5ဆိုတဲ့ break ပေါ့နော်3ညခွန်5ဆိုတဲ့ break နဲ့ကျွန်တော်တို့ညနေဆော့ပါမယ်ပေါ့နော်အဲ့တော့ဘာကဏ္ဍနဲ့ရမယ်ဆိုတော့ကျွန်တော်ခွန်3ည2နဲ့9 3ည3တွဲလိုက်ရင်ကျွန်တော်တို့ခွန်9ရယ်90ခွန်3ကျွန်တော်3ည5 3ည3ည3ည3ပြီးရင်ကျွန်တော်တို့2 5 20 2 3ပေါ့နော်အဲ့တော့3ညခွန်5 break နဲ့ဘာတွေကြိုက်လဲဆိုတော့ကျွန်တော်တို့90တကွက်ရှိမယ်ခွန်3ရှိမယ်3ည3ညရှိမယ်3ည5ရှိမယ်2 5ရှိမယ်2 3ရှိမယ်ပေါ့နော်အဲ့တော့ဒီကဏ္ဍတွေကတော့ထွက်ပြီးသားကဏ္ဍတွေပေါ့နော်2 5တို့ခွန်3လို့ဆိုထွက်ပြီးသားကဏ္ဍတွေဖြစ်တဲ့အတွက်ကျွန်တော်တို့မှာထိုးစရာဆိုလို့ကျွန်တော်4ခွက်ကြံပေါ့နော်โอเคဒါကတော့ဒီညနေအတွက်ကိုကျွန်တော်ရတဲ့မူလေးတွေတစ်ချက်မျှဝေပေးခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေတော့ like ဆော့ကြည့်ပါနော်အားလုံးပဲကံကောင်းကြပါစေဗျာ